ခဏလေးတန်းနိုင်3မိနစ်ပဲလိုတော့တယ်သိပ္ပံလေးလို့လူသိများတဲ့အတန်းကြီးမကတော့နီးပညာကိုယူသွက်သူပေါ့တန်းနိုင်ကတော့သူမရဲ့အောင်မြင်မှုတွေနောက်ကအားပေးဖို့ပေါ့ဒီနေ့တော့သူတို့ညောင်းနီးပညာထဲမှာပဲနှစ်မုန်းနေတဲ့သိပ္ပံလေးဟာဒီနေ့တော့ကလေးလေးလိုပျော်နေရှာတယ်သူမစိတ်လွတ်ကိုလွတ်ပြောနေချိန်မှာတန်းနိုင်ကအမြဲအနားမှာရှိနေပေးပါတယ်တန်းနိုင်ကျမတီထွင်လိုက်တဲ့ app ကလူတွေကိုကူညီနိုင်တော့မယ်ကိုသိတာပေါ့သိပ္ပံလေးမင်းဟာထက်မြက်တဲ့သူတစ်ယောက်ပါနေဝင်ချိန်ရဲ့အလှကသူတို့နှစ်ယောက်ရဲ့အမှတ်တရကိုပိုပြီးလှပစေတယ်ရိုးရာယဉ်ကျေးမှုကို AI နဲ့ဘယ်လိုထိန်းသိမ်းမလဲဆိုတာသူတို့ဆွေးနွေးနေကြတယ်ဘလို့ခစ်တွေပြောင်းပါစေကိုကတော့မင်းအနားမှာအမြဲရှိနေမှာပါသူတို့နှစ်ယောက်ရဲ့အနာဂတ်ဟာဒီထက်မကတောက်ပနေဦးမှာပါချစ်ချင်းမိတ်တာအသိပညာနဲ့ရိုးရာငါတို့ရဲ့ပစ်မှတ်ကဒီအဆောက်အဦထဲမှာရှိတယ်တန်းကြီးမမင်းအလုံးမင်းဆက်လို့ဒီကောင်တွေကိုငါရှင်းမယ်ငါကိုကြော်ပြီးဘယ်သူမှပေးမသွားဘူး